နိုင်ငံပါတီခေါင်းဆောင်လည်းမဟုတ်ဘူးအဲဒါတော့အဲ့ဒါတော့သူပြီးတော့သူ့ကိုခေါ်တဲ့အခါကျမှသူ့တော်ကမင်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေပရက်ကိုပြန်လာမယ်ပရက်ကိုတကြောင်အားလုံးပျော်ရွှင်ပါစေအကြောင်းကိုပိုင်ကြီးစုမုံအောင်တောင်းပါတယ်ဗျာဒါဒီနေ့လူများကျော်ပြောတာတွေကိုကျွန်တော်တို့အတူတူပြန်ပြီးဖြည့်ရှင်းပြမယ်ဗျာဒီကောင်ပေါက်ခွဲရည်ပြောနေတာတိုင်းမျိုးကိုဖျက်ဆီးနေတာကျွန်တော်ကတော့အမှန်တရားပဲပြောတတ်တဲ့လူတစ်ယောက်ဖြစ်နေတဲ့တော့တဲ့ခါကြတော့ဒီလိုမုဒ္ဒတွေထွက်လာလို့ကျွန်တော်တို့ကလက်မခံအောင်ဗျာနော်ကျွန်တော်ကပြောပြီးသားဘောမမဟုတ်ဘူးမျိုးချင်းမဟုတ်ဘူးအမျိုးဝါဒနာမဟုတ်ဘာကြီးညာကြီးမဟုတ်ဘူးကျွန်တော်အမှန်တရားပဲတော့မှန်တာကိုတင်ဆက်ပေးတာဒီကောင်တွေကဒါပြောလို့တက်တိရှာတယ်ရှာပြီးကျွန်တော်ပြန်လဲတင်ပြပေးတယ်နော်တင်ပြပေးလို့ရတဲ့အနေအထားမျိုးပေါ့ဗျာဒါပဲနော်ဒီကတိုင်းမျိုးဖြတ်စည်းတယ်ဗျာတိုင်းမျိုးဖြတ်စည်းရင်ဒါကျွန်တော်တို့ဟိုတိုင်းမှာရှိတဲ့လူမျိုးတွေကိုဖြတ်စည်းတာပဲအဲ့တော့တိုင်းမျိုးကောင်ကိုနေတဲ့တက်မတော်ကိုထောက်ခံတာလဲကျွန်တော်တို့ကဒါကျွန်တော်တို့တိုင်းမျိုးထောက်ခံတာပဲကျွန်တော်တို့တိုင်းမျိုးထောက်ခံနိုင်ကျွန်တော်တက်မတော်ကိုထောက်ခံတယ်ဒါကျွန်တော်ကရိုးရှင်းတာဆုံးပြောရိုးရှင်းပြောတာတက်မတော်ချက်ပါလဲဆိုပြီးတော့တက်မတော်ရဲ့အတွင်းပိုင်းရာတွေလိုက်ပြောဟိုအလူဒီအလူပြီးတော့မှကျွန်တော်တို့ငွေရှာနေတာမဟုတ်ဘူးဟိုအလူဒီအလူပြီးမှသတင်းနိုင်နေတာမဟုတ်ဘူးဟိုအလူဒီအလူလုပ်ပြီးတော့မှဟန်ပြလုပ်ပြီးတော့မှအတက်မတော်ထဲမှာအထက်နဲ့အောက်စိတ်ဝမ်းကွဲအောင်သေးကွဲအောင်ပြောပြီးတော့လုံးဆောင်နေတာလည်းမဟုတ်ဘူးကျွန်တော်တို့ကရိုးရိုးသားသားပဲခြံကနာတယောက်ရဲ့တာဝန်ကြီးပုံအောင်လို့ပဲကျွန်တော်တို့လုပ်ပေးတာရှိတယ်နော်အခုကျွန်တော်တို့စက်ကြည့်လိုက်အောင်လာညချမ်းပါဗျာဒီဇင်ဘာလ26ရက်နေ့2025ခုနှစ်မှာကျွန်တော်ဆိုလာမီလေးနဲ့ပြောနေရတဲ့အတွက်အသားရည်နဲ့မင်းနေနားလဲပေးဖို့မြတ်ဖြစ်မှဖျားလေကွာအသားရည်မဲနေတော့မှနည်းနည်းပါးပါနားလဲပေးပါတယ်ကွာမင်းကလည်းဖြစ်မှပြရလေကွာဘလူအလူပြတ်မင်းဖြစ်မှပြလေကွာမင်းကလည်းပြောလဲပြောတတ်ပါတယ်အေးပါကွာငါနားလဲပေးပါမယ်အသားလေးမဲသွားလို့လေလက်ခွီးနားတော့မှဆက်ပြောဒါရက်ခက်ပြစီဒီနေ့တော့အပြုံးနေနဲ့စားကြရအောင်အေးပါရင်ကုန်စိတ်လှုပ်ရှားပွဲရာအဖြစ်ပြက်များမြမနိုယူထွက်လာရင်မှာစတဲ့ဖြစ်ပေါ်လာပါပြီအေးနားထောင်မယ်ဟာလို့တော့ဘာတွေဖြစ်နေပြီလဲဘာတွေဖြစ်နေလဲဆိုတော့ဗမော်တန်မြန်ထိုးစီချီကိုစပြီးလင်းမြန်နစီကိုဖက်ကင်ခရစ်စမတ်လက်ဆောင်ကိုတိုင်းပြည်တော်ကိုပေးပြီးတဲ့နောက်ပိုင်းမှာဟာကတ်တော်အေးရဲ့အတိတ်တော်နမိတ်ဆောင်တဲ့စစ်အောင်နိုင်ရေးရရခေါင်းဆောင်ကြားရပြီးတဲ့နောက်ပိုင်းအဲ့ဒါချင်းရှိပြီပဲကျွန်တော်ဖိုက်ရှိမှာဆိုလို့တော့သူတက်ကကြောက်ကြဗမာကိုတိုက်တာမှန်းတယ်ဗမာကိုတိုက်တယ်ဒီကောင်လေးတိုက်လာတယ်သေလိုက်တာဆိုတာဒီကောင်လေး10ယောက်တချင်း PDF ကအေးရတော့9ယောက်လောက်ရှိမှတယ်နဲ့အုပ်စုနဲ့ချတာတွေ့တယ်နောက် KIA ရကောင်တွေကအရာရှိပိုင်းတွေလည်းပါတယ်အများကြီးပဲဒီကောင်တွေပယ်ရတာညဘက်12နာရီလောက်တနာရီလောက်တော့ဒီကောင်တွေပယ်ပြေးထုတ်ရတာပြောပြအောင်မအဲ့ဒီအလောင်းတွေအကုန်လုံးကိုတက်မတော်ကမြင်မြုပ်တချို့ပေးတယ်တက်မတော်က PDF အလောင်းတွေဒီဘက်မှာကြံခဲ့တော့မှအဲ့ဗမာမှာအနည်းကကြံခဲ့တာတော့မှ9လောင်းလားမသိဘူး9လောင်းလား9လောင်းလားမသိဒါဒီကောင်တွေကြံခဲ့တာလက်နက်တွေကတော့9လက်လောက်ကြံခဲ့တယ်ကျန်တာတွေလည်းကြီးပေါက်တွေကြီးကတ်တွေပါညာပေါ့သူတို့ရဲ့ accessory ကြံခဲ့တယ်ကျွန်တော်ကတော့နည်းနည်းချုပ်ပြီးပြောမယ်နော်အဲ့တော့တကယ်သေးတာကအဲ့ကောင် KI ကောင်နေ KI ကောင်နေလဝကတိုင်လောက်တဲ့ကောင်နေလဝကတိုင်လေးတွေဗျာအဲ့ဒါဒီကောင်တွေအခုဒါဒီလေးဆိုလို့ချင်းအုပ်ပယံနေတော့လုံနေကြတယ်ဒီကောင်တွေတင်းချမ်းကောင်မှမြုပ်နေတာပြီလားလေရင်ခွေးပြစ်တယ်ဆိုတာအဲ့လေရင်ခွေးကိုထိတာမဟုတ်ဒီအလဲမော်ကမောင်ကလားရဲ့အိမ်ကိုထိတာနော်မောင်ကလားရဲ့ဒီကိုအဲ့လေရင်ခွေးကိုထိတယ်လေရင်ကိုထိတယ်ပါညာဆိုရှောက်ပြောနေတာဘာမှမဟုတ်ဘူးဒီကောင်လေးလည်းဘယ်ရည်ပဲလို့သူများပေါက်ခဲ့ရဖြန်းလိုက်ဒီကောင်လေးကပေါက်ခဲ့ရဖြန်းဒီကောင်လေးပေါက်ခဲ့ရဖြန်းဘာကြီးကလိုက်ဆုပ်သန်းတာပဲနောက်ကဖော်ကောင်ဖြစ်နေတာဘာကြီးကသားဆုပ်သားလိုက်တယ်အဲ့တော့လို့မဟုတ်ဘူးအဲ့မှာဟိုဗာလဲအလဲမော်ကဒီမောင်ကလာတို့အိမ်ကိုထိတာသူ့ရဲ့တိုက်မှုလေးတထတိုက်လေးဒါမျိုးပြောတယ်ဩဟုတ်လားအဲ့တော့လေတီးကဆိုဟုတ်ပါဘူးပေါက်ခဲ့ရလေးတယ်ဒီကောင်လေးကဘာမှမဟုတ်တဲ့ဟိုနဲ့အောက်တန်းသားစစ်နောက်သူရခိုင်ကြောက်တဲ့ပြောတယ်ရခိုင်ကဘာလဲရတရာခေါင်းလောက်ဆိုတာကြီးဗျာရတရာခေါင်းလောက်အဲ့ဒါကြာပြီအဲ့ဒီဘုံကြီးတယောက်ဒါမြေရေတော့တဲနေလားမြေတွေလားမသိဘူးဗျာအဲ့ကန်ကြီးလားကန်ဖြစ်မယ်ဗျာသူတူးခေါ်လိုက်တာတူးလိုက်တော့အဲ့ဒါရကြာလာပြီရတရာခေါင်းလောက်ဆိုတာတော့ကြာလာပြီအဲ့ဒါအခုမှဒီကောင်တွေကဘလို့ဖြစ်ပြီးတော့ဒါတွေကိုသတင်းတွေတက်လာလည်းမသိဘူးအဲ့ဘုံကြီးရတာကြာလာပြီအဲ့ဘိုးကြီးလိုင်းဟော်တင်လာတာလဲဟိုးတော့ပဲတင်လာတာကြားလာပြီတော်တော်ကြားပြီအဲ့ဘိုးကြီးတင်လာတာအခုမှရတရားခေါင်းလောင်းကြီးရအေးပါကြဆိုပြီးပြောတယ်ပြောကြတာပေါ့အခုဟာကဒီကောင်းနေအေးကစုပ်ပြက်ကိုတော်တော်တတ်နေတာအေးရဲ့စခန်းကြီးတောင်းလျှောက်တန်တော့လို့ကွာတို့ဒီကွာတန်တော့ဒီရခိုင်ရိုးလန်းတစ်လျှောက်နောက်တစ်ခါကျကြောက်ဖြူတစ်ချောက်တောင်းတော့အမုန်းကျိတ်နေတာကြီးရည်ကြီးကျိတ်နေတာမှတောင်းတော့ကဒီလိုပေါ်တင်ကျိတ်တာမဟုတ်ဘူးပြည့်ရမှာရှိတဲ့နေရာတွေကိုအမှဲ့ချွေနေတာသူတို့ကဆိုချွေစစ်လို့ခေါ်မယ်တင်တယ်ဒါသူစနေပြီပါရကျွန်တော်တော့မပြောတတ်လို့ဗျာသူတို့အဲ့လိုပါကျွန်တော်တို့မြင်လာဆိုဒါသူတဖြည်းဖြည်းသိတယ်ဆိုချွေပြီးသိကုန်ကြတာဒါကိုပြောတာအဲ့ဒါကိုရရခေါင်းလောင်းဘက်ကတော့ပြောအမဗမာပြည်ကမင်းရတော့မှဒီခေါင်းလောင်းကိုကြောက်တယ်ကြက်တယ်ပေါ့ပါညာပြီးလဲရောအဲ့ပါဟိုရခိုင်ဘက်ကကလားတွေဟိုဘာခေါ်လဲဗျာဘင်္ဂလီတွေခေါ်ပါပေါ့ဒီကောင်တွေဆိုလို့ကျွန်တော်ချင်း
လာဖို့တဲ့ရိတ်ခါတွေရတယ်အဖမ်းခံရတာနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကအဖမ်းခံရတာနော်ဒါပေမဲ့ဒီကောင်တွေရတဲ့ရိတ်ခါကဒီကောင်တွေလွတ်တာပဲလွတ်တယ်ဆိုတော့ဒီ ARV တိုင်းဘက်ကနေပြီးတော့မှဒါသွားလို့ရတဲ့လမ်းဖောက်ထားတာရှိတယ်ကွာလို့တန်ရွယ်လို့သွားလို့ရတဲ့10ဘိန်းကားတွေရ12ဘိန်းကားတွေဆိုသွားလို့ရတဲ့လမ်းဖောက်ထားတာဒီလေးမျက်နှာဘက်ရယ်လေးမျက်နှာလမ်းကြောင်းပေါ့ဗျာလမ်းကြောင်းတစ်ခုလုံးတောက်ချောက်လေးမျက်နှာဘက်ကနေပြီးတော့မှစပြီးတော့တောလိုင်းတိုင်းဖောက်ထားတာဒါအဲ့ရတဲ့ရိတ်ခါတွေနဲ့ဒီအကောင်တွေက ARV တိုင်းကောင်တွေကဘာလုပ်လဲဆိုအဲ့ဘက်ကတစ်တီသွားယူလာတယ်အဲ့တိလာတော့သွားပြန်ပို့တဲ့ခါကျတော့ရိတ်ခါတွေသွားပို့တယ်အဲ့ခွေတွေရှိလို့ဒီကောင်တွေလောလောဆယ်စားရတာအဲ့လမ်းကအခုပိတ်ခိုင်းလိုက်ပိတ်သွားကြည့်တက်တော့ကအဲ့လမ်းကတိပြီးတော့သွားပိတ်ကြည့်အဲ့ကောင်တွေငတ်ပြီးဘွားပြက်ပြီ ARV တိုင်းကတက်ကုန်တယ်နေနိုင်အုပ်တုံးတော့ပဲခင်ဗျခေါ်ဆက်ပြီးမေးလိုက်မဲအဲ့မှာအေးတင်တန်းကြောင်းတွေလာထုတ်တန်းပေါ်ပြီဟုတ်လားအဲ့လမ်းကြောင်းမှာအမကားတွေတောက်သွားတာအကုန်သိတယ်မသိတာအကြောင်းမရှိဘူးအမလေးတိုင်းပြည်မှာကသားရဖွားတွေကကျွမ်းမှကျွမ်းလဲမှလဲဘယ်နားမှာပါရှိဘယ်နားမှာဘလို့ဖြုတ်ရမယ်ဆိုတော့တန်းသိပြီးတာလဲမှလဲဒီကောင်ပြောတဲ့ဥစ္စာမသိပဲအာရကတက်တော့ခေါင်းလောက်ကြီးပါပဲဘာပြောမလဲကျွန်တော်နားထောင်လိုက်အောင်ကြားရပြီးတဲ့နောက်ပိုင်းမှာတပြိုင်နဲ့မကွေးမျိုး6မျိုးထိုးစစ်ဆင်တဲ့သတင်းထပ်တတ်ပါတယ်ဒါနဲ့ထပ်တူမှာထပ်ပြီးတော့ရှင်းပြည်နယ်မှာခလာရ266ကိုထိုးစစ်ဆင်တယ်ဗမော်မျိုးသိမ့်တိုက်ပွဲခလာရ266မှာဒီကောင်လေးလာတိုက်တာမှန်တယ်ตีလိုက်တာလည်းမှန်တယ်လာတိုက်လိုက်ตีတီးလိုက်ဆိုတာမျိုးပဲရှိတယ်အဲ့ဒီ266ကိုသူလာတိုက်တာတော်တော်လေးကြာရေဟိုးတစ်ချိန်တော့တခါကျွန်တော်တို့ပြောဖို့ပါလေကျွန်တော်အဲ့266မှာအကောင်တောက်ဒါအဲ့ရတက်မလို့တောက်ခတ်တိုင်းနေဆိုတဲ့အကြောင်းကျွန်တော်ပြောဖို့ပါလေတောက်ခတ်ပြီးတက်မလို့ဘက်ကလေချောင်းနေနဲ့ရှင်းနေတယ်အဲ့မှာကြားသွားတဲ့တရင်မှုလားတရင်မှုဖြစ်မှာပြတော်တော်ဟိုဇွဲတက်တိကောင်းကောင်းနဲ့ဒါပြီးတော့နောက်ခါအဲ့မှာတက်သားတွေတချို့တက်သားတွေလည်းယာတုတိုးတာပြကြအဲ့မှာရခဲ့ဘူးဒါကျွန်တော်ကြားသိရတယ်ဒီဘက်ဖျားเจ้าဘက်ဒီမှာဖျားကုန်းလားပါလားမသိအဲ့266ကဒီဘက်မှာရှိသေးတယ်အဲ့ထဲမှာအဲ့ရနေမှာသူတို့စတိုင်ဘာကြီးနဲ့ကောင်းကောင်းဒီထောက်ပြီးတော့လှမ်းပစ်နေတာလှမ်းပစ်နေပြီးတော့ဒီ266တက်ကိုဒီကောင်နဲ့အကြမ်းဘက်တွေဝိုင်းပြီးတော့မှလှမ်းပစ်နေအောင်အခုကတောင်းတော်ကတောင်းလျှောက်လေချောင်းတွေနဲ့အမုံမုံရှင်းနေတော့သူတို့လည်းအချွေခံအသေးခံနေပဲဘာမှကိုမဖြစ်တာဒီကောင်ပြောချင်တာလျှောက်ပြောနေတာနားထောင်လိုက်အောင်ဗမော်မျိုးသိမ့်တိုက်ပွဲတံပြန်ထိုးစစ်ကြီးမှာတရင်မှုတွေမသာပေါ်တဲ့သတင်းထပ်တတ်ပါတယ်အပပလူသေးတာကိုပျော်ရလောက်အောင်အခြေအနေဖက်စစ်တပ်ကဖန်တီးပြီးနေတာပေါ့ဗျာကမ္ဘာမှာတကမှမဖြစ်ဘူးလေကျွန်တော်တို့ရဲ့စိတ်အခြေအနေကိုလည်းကျွန်တော်တစ်ချက်လက်ကနေတွေ့လိုက်ရပါတယ်လူတွေတည်ဆုံးနေဟုတ်ဒီကောဆိုင်ဝါပြတာလောက်ကရိုးပါပြီအခုဒီကောအောင်ပဲဘယ်နေရာမှာနိုင်နေပါညာသူတော်လိုက်အားရှိအောင်ရဲ့နောက်ကတော်လိုက်ပတ်သက်သူပုံကရေးကိုပတ်သက်ပေးမဲ့ကောင်းတွေပေးလို့ရအောင်လက်နက်တွေနဲ့ပတ်သက်နေပါညာပေးထောက်ပံ့လို့ဟာဟုတ်လားဟုတ်ငါတို့ထက်ထည့်ပေးမဲ့ဖြစ်အောင်လို့ဒီကောဆိုင်ဝါဆိုအမှန်ကန်မဟုတ်ကျွန်တော်ကအဲ့ထိတော့ဗျာတက်တော့တိုက်ဝဲတွေလည်းအများကြီးတိုက်တယ်ဒရုန်းတွေလည်းသူတော်တော်ခံရတယ်ကျွန်တော်လည်းတည်တဲ့ဘိုးကြီးတယောက်ဆိုလို့ချင်းသူတဲ့ပတ်သက်လက်စွပ်လေးရှိတယ်ပေါ့အဲ့ဒါလေးကိုရောင်းပြီးတော့တဲ့ဒရုန်းလေးတစ်စီးတော့ဝယ်ပြီးတော့မှဒီကောင်လေးကိုလိုက်ကေးချိတ်ပြီးတော့မှလိုက်ဖြုတ်မယ်တဲ့ဒုံးသစီးကကိုပိုင်ကြီး30လောက်ပဲရှိတယ်ပါညာနဲ့ဟုတ်ကဲ့ပေါ့ဒါတော့ကိုရီးယားအဲ့ဟိုနေမဖြစ်လေသူတို့ကရင်ဖွင့်တဲ့အတိုင်းလေးပဲကိုကနားထောင်မိတာဟောကောင်းတယ်ပဲပြောပြအားလုံးတိဖြစ်သွားတက်မန်ကားတဲ့ဒရုန်းကိုတော်တော်ကြောက်သွားတာအဲ့ချိန်တော့လာပြီးဆိုတော့ပုံနေရပြီပြစ်လို့လည်းမရအောင်လေဂျမ်မာမဟုတ်တာပြစ်လို့လည်းမရဘူးကဲမှာချွတ်ဂျမ်မာရှိပြန်တော့လည်းပြစ်လို့မရပြန်ဘူးဒီအားမတွင်တာအားမကုန်တာတို့အားတွင်မှုတာအခက်ခဲပြအများကြီးအဲ့ပြဿနာတွေအများကြီးအဲ့တော့ကြာဆုံးတဲ့နေရာက9နေရာလောက်ရှိတယ်နိုင်တဲ့နေရာ1နေရာလောက်ပဲကြီးအဲ့နိုင်တဲ့နေရာ1နေရာပဲကျွန်တော်အမှန်နဲ့စကားပြောကိုကလည်းမှန်တာပဲပြောတတ်တာဟုတ်နိုင်တဲ့နေရာ1နေရာပဲတောက်လျှောက်ပြောတာအဲ့9နေရာရှုံးနေအောင်မပြောဘူးပြီးလဲပြောအဲ့ရနိုင်တယ်ဆိုတော့ဟိုဘက်ကကိုပိုင်းနဲ့အဲ့ဘက်မှာနိုင်နေဟုတ်တယ်နိုင်နေတကယ်လည်းနိုင်နေလေအားနဲ့ပြီးလဲပြောသူချောင်းကွာလဲသူယောက်ျားဘာပဲသူတို့ကဘာပဲကညာဘက်ကဆိုချတာအဲ့တော့ဘာဖြစ်လဲဆိုအခုနောက်ဆုံးတက်မှာဘာဖြစ်လဲအောင်ဝဲနေခံသွားတယ်ဟုတ်တယ်မလားဟိုဒီပုံစံမျိုးဒီခွင်မျိုးကကျွန်တော်အရင်ဆုံးလုပ်ဘူးတယ်လို့ပြောဘာလို့လဲဆိုကျွန်တော်စိုက်သွားတုပ်လိုက်တာမနိုင်နေပဲကျွန်တော်လုပ်တာနိုင်နေပဲလုပ်တာအခုဘာဖြစ်လဲတက်တော့နေရာတိုင်းနိုင်သွားပြီဟုတ်တယ်မလားစစ်တီမှာလည်းအင်အားတွေလည်းအပြည့်ဟိုဗျာ2လောက်9000ရှိတယ်စစ်တီအင်အားတွက်ကြည့်လိုက်လေအပတ်စဉ်20လောက်ဖြစ်နေနောက်ဟို2လဆို9000လူအင်အား9000ဆိုဒီအများကြီးကတော့ကင်းမီနဲ့တခွင်ဆိုလဲကင်းမီနဲ့ရခိုင်တခွင်ဆိုလဲရခိုင်ဆိုအဲ့အင်အား9000လောက်နဲ့ပို့ပြီးတော့အကောင်လုံး6000နဲ့တက်နေတော့ဘိုင်းလို့တော့ရတယ်သဘောပြောပြဒါပေမဲ့အခုကျွန်တော်ကြည့်နေတာတက်မော်ကာကွယ်ရေးကြီးတော်တော်ဟိုတက်ညာပါတယ်ကျွန်တော်တွေ့တာတော်တော်တက်ညာပါတယ်ကိုပြည်သူတွေဖြစ်မှာဆိုလို့နော်ဒီကောင်အဲ့ကြောင့်ဒီကောင်လိန်ပြီးအဲ့ဒါကိုပြောတာလေကျွန်တော်ပြောပြတာလက်ကနေတွေ့လိုက်ရပါတယ်လူတွေတည်ဆုံးနေတန်ရာရတယ်ဆိုတာပျော်ရွှင်စရာကောင်းတဲ့အခြေအနေတော့မဟုတ်ပါဘူး
မှန် တို့ တော့ မယ်ဖက်စစ်တက်မင်းအွန်လိုင်းစီကစစ်ခွေးတက်တိုက်တင်ရင်တော့ဗျာကျွန်တော်တို့မှပြောလိုက်ကြရတာရှင်လိုက်ကြရတာမြန်သေးကောင်းနေပဲဆိုတဲ့အခြေအနေမျိုးနဲ့ဒီနေ့တော့ဗျာစူတောင်းကြည့်ခဲ့ပါပြီကဲဘာစူတောင်းပြတာလဲလူမြတ်ကျော်ကြီးဆိုတော့ဗမော်တိုက်ပွဲအကြောင်းစတွေ့ရအောင် KIA ဟာလီခရစ်စမတ်လက်ဆောင်တိုင်းပြည်ကိုငှက်ကင်ငှက်ကောင်ပေးပြီးရဲ့နောက်ပိုင်းဒီကနေ့နောက်ဆုံးရရှိတဲ့သတင်းအရာတရင်မူဘုံမူကြီးတွေမတာပေါ်ပါတယ်ဗျူဟာမူပါပါတယ်အဲ့တော့ဘယ်ကောင်တွေသေးတာလဲဆိုတဲ့သတင်းအတိအကျအချက်လက်ကိုကျွန်တော်ပြောမှဖြစ်တဲ့အတွက်စစ်ကောင်စီထောက်ကန်တဲ့ဘောမများကျွန်တော်ဗီဒီယိုကိုကြည့်ပြီးစေယုံကို report တင်ရတဲ့စာရဖာများအစရှိတဲ့ကောင်တွေကနေပြီးတော့စောင်းတဲ့ဘောဘီယူလိုက်မှတ်ထားပြီးပါနော်ဖက်စစ်တပ်ကခလိုက်ရ40ခု view မှုစနခ641တရင်မှုဒုတရင်မှုအပါမတာအများအပြားပြောရည်ဟောဆိုဟိုဒီမှာတည်းကပြောလို့မကောင်းပါဘူးအဲ့တော့ဟိုခရစ်စမတ်နေ့မှာကျွန်တော်ခုနပြောသလိုပေါ့နော်ကျွန်တော်တို့ဒီမက်ကင်တဲ့ကောင်ခင်ပြီးရဲ့နောက်ပိုင်းမှာဒီနေ့ဗမော်တမြန်ထိုးကဲလူမြတ်ကျော်မင်းလည်းယူတာလဲတော်တော်လေးကိုယူတယ်လို့ပဲပြောရတော့မယ်နော်ငါစကားတွေအများကြီးမပြောတော့မင်းကငါစကားတစ်လုံးပဲမေးပြီးပြိမှာပါမင်းတို့ပြောလိုက်တဲ့ဗျူဟာမူတွေတည်ရင်မှုတွေပြောမင်းတို့အဲ့မှာအကုန်ထိုင်ရပါကြောမင်းတို့ပြောတဲ့အဆင့်ဆိုလို့ရှိရင်မင်းတို့ဗမောသိမ့်လို့ရမယ်အဲ့ပုံကိုယ်တွေမင်းပြောတဲ့ပုံကိုယ်တွေကွာအဲ့ဒီလူတွေကြသွားတယ်ဆိုရင်ဗျူဟာမူတယောက်ပါလားဗျူဟာမူကတည်ရင်3ရက်လောက်ကိုဟိုဒါထိန်းနေတဲ့ဗျူဟာမူတွေနော်ဗျူဟာကင်တဲ့လို့အဲ့လောက်အဆင့်တီကိုမင်းတို့ရှင်းလင်းနိုင်ပြီဆိုမင်းတို့အတက်ပြီးတော့ကွာဗမောကြီးကိုမင်းတို့ထိုင်ရလိုက်လေဗမောကကျွန်တော်တို့ဒါတည်ရင်မှုပါဝင်ဘယ်လိုပြောလဲကျွန်တော်တို့ဗမောကြီးကိုထိန်းလိုက်ပါပြီဆိုပြီးပြောလိုက်လေမင်းအဲ့စကားတစ်လုံးမပြောတော့မှာကွာတက်ဆက်ငါစကားပြောလို့ကျင်နည်းနည်းဟိုနေ့ဖြစ်သွားမှာဆိုလို့ရှော့လိုက်တော့မယ်နော်မင်းလက်ထမင်းစားနေတာပဲအဲ့လောက်အဆင့်ကြီးမင်းတို့လက်ထဲရောက်သွားပြီဆိုလို့ကျင်မင်းတို့ဗမောကမင်းတို့ရနိုင်ရောဟုတ်တယ်မအေးရတဲ့မှာနိုင်ဟိုဗာလဲနခကငါ့ကိုရတယ်ပုံမှုချုပ်သူတွေထုံးတော့ဘာကြောင့်ထွက်ပြီးတယ်ဘာညာနဲ့မိတယ်ဘာညာပြီးတော့ဟိုမှာအမ်းမှာတိုက်လိုက်တယ်တိုက်တနာတွေကိုတချို့တို့နေပုံမှုချုပ်ကြီးပါတယ်ဟုတ်လားဘုံကျုပ်တွေပါတယ်မိပါတယ်အဲ့နေရာကြီးကိုကြီးနဲ့အကုန်ရတယ်အကြီးတွေမိသွားပြီမိသွားလို့ရတယ်မင်းတို့လည်းအဲ့လိုမင်းပြောတော့ဆရာကြီးဟာကြီးဆိုတော့မင်းတခုကတော့ရပြီကွာမင်းကလည်းမင်းပြောတဲ့ဟိုဗာလဲစာက21က40ခွန်ကဗျူဟာမှုတို့တက်ရဲမှုတို့ဆိုမင်း40ခွန်တက်ကတော့ကျွန်တော်တို့သိပြီးွားယူရမှာပေါ့ဘယ်နေရာတော့ဘာပြတ်သွားပြီမင်းဘယ်လိုလုပ်သွားသေးတာလဲဟိုကမင်းတို့ထွက်ပြီးတော့နိုင်ရေးဖိတ်သားကြီးလိုက်ပို့ပေးနော်စောက်ရေးပါမင်းတို့ဘက်ကလူတွေပိုးဆိုးပတ်ဆက်အွန်လိုင်းတင်လိုက်သေးတာငါမင်းဓာတ်ပုံတွေထုတ်ပြခြင်းတယ်နော်မင်းငါအဲ့လိုမျိုးတွေမလုတ်တတ်လို့တိလားမလုတ်တတ်ဘူးဆိုတာကတစ်ဖက်လူကိုအဲ့လိုတွေမပြောတတ်ကွာဘလူးပဲတည်တည်ပါငါတို့တကယ်စိတ်ထဲမှာကောင်းတဲ့သူတွေဖြစ်တဲ့အတွက်တဦးသားလေးမရှိဘူးဒါလေးတော့မင်းသိအောင်ပြောပြမယ်မင်းပြောတဲ့ဟာတွေကတရင်နေလည်းမှားတယ်မဟုတ်တော့ကပေါက်ရည်ပြောပြီးတော့မှမင်းတို့ဂျင်းထဲတာမရတော့ဘူးလို့ပြောလိုက်အားလုံးလို့လားပြေးပါသေးတော့ဟိုပိုက်စုကောတောက်ပါလေဗျာကြောကြီးကောင်မောင်လေးအဲ့ကောင်ဘာပြောချင်လဲတစ်ချက်ဝင်ပြောစမ်းပါဗျာအဲ့ကောင်တော်တော်ကိုအောက်တန်းကြတာမဟုတ်တာတွေကိုပြောနေတာနော်ကျွန်တော်ကအမှန်တရားဖတ်တော်သားဆိုအဲ့လိုမဟုတ်တာပြောရင်ပြန်လဲဖြည့်ရှင်းနေတာကျွန်တော်ရဲ့စိတ်နော်နောက်တစ်ခုကျွန်တော်ကိုစော်ကားလိုက်ပြီလို့ထင်လို့ရှိရင်အဲ့ဒါကိုဥပဒေကြောင်းနဲ့ကျွန်တော်ဘယ်လိုမျိုးမှန်မှန်ကန်ကန်ကျွန်တော်ရက်တည်တယ်ဗျာမှန်မှန်ကန်ကန်ဖြစ်ကြောင်းကိုကျွန်တော်ထပ်ရှင်းပြတတ်တယ်အဲ့ဒါလေးတော့ပြောပြရစီလိုတာပြပါသေးဗျာပိုင်ရဲကိုမျက်နှာမြပိုင်ကိုတော့ကျွန်တော်အားလုံးပြောဆွေးပါစေကျောင်းကိုပိုင်စုမကောင်းတောင်းပါတယ်ဗျာဒီနေ့ကတော့အရင်တော့သူကတက်မတော်ကိုထောက်ခံတယ်ဗျာအခုကတချို့တွေကတက်မတော်ကိုထောက်ခံတယ်ပြောပြီးအယောင်ဆောင်ပြတာပြီးအထက်ကသတင်းနိုင်ပြီးတော့လိုင်းရောမှာတက်អော်ပြီးပြောတာပြောပြီးတော့မှတက်မတော်ကိုချစ်တဲ့ရောင်ဘာရောင်ညာရောင်ပြပြီးတော့အတွင်းတချို့လုတ်ပြတာပေါ့နော်တချို့လုတ်ပြတာဟိုဟာလေးပေးဒီဟာလေးကျွေးပြီးလိုက်မှအထက်ကသတင်းနေနိုင်ပြီးတော့တချို့လုတ်ပြီးတော့မှလိုင်းပေါ်မှာတက်អော်ပြီးတော့ပြောတဲ့သူပေါ့အဲ့တော့သူကမသိတက်မတော်ထောက်ခံလို့တက်မတော်ဘက်ကနာလို့တက်မတော်ဘက်ကဘာဖြစ်တယ်လို့နဲ့ပြောနေတဲ့သူပေါ့အဲ့ဒါဘယ်လိုလဲဆိုတော့အခုကျွန်တော်တို့ဒီကောင်မောင်ပေါ့ပြောင်ကြီးလို့ခေါ်တယ်ဟလားဖင်လန်မောင်ပေါ့နော်သူပြောတာလေးကိုကျွန်တော်တို့အတူတူနားထောင်ကြည့်အောင်ဗျာအတူတူနားထောင်ကြည့်ပြီးကျွန်တော်တို့ပြောကြမယ်နော်ဒေါ်စန်းစုကြည်ကနိုင်ငံသားအယောက်90ကျော်ကိုလွတ်တော်တဲ့ခေါ်သွင်းတယ်လို့ပိုက်ဆံပေးရတယ်လို့အဲ့ဒါပတ်ကျွန်တော်မပြောချင်ဘူးဗျာဒါပေမဲ့ပြောပြရမှာဗျာအခုကဘာကြောင့်ဆိုတော့တားသားမျိုးသားအားပြိုင်မှုကလက်ထားဖြစ်လာမှာမဟုတ်ဘူးငါ့တွေ့ပါလိမ့်မယ်မြန်မာနိုင်ငံမှာတောသားတွေနဲ့မျိုးသားတွေတက်တနာဖြစ်နေကြတာအဲ့တော့တောသားမျိုးသားဆိုတော့တောသားတွေပါကျွန်တော်နာတာပေါ့ဘာကြောင့်ကျွန်တော်ကတောကတော်လေးချစ်တာဟုတ်အဲ့တော့ကျွန်တော်တာဇန်လေးပြောမှာတာဇန်လေးပေါ့ဗျာနော်တာဇန်လေးကပြဿနာတာဇန်လေးကနားမလည်ဘူးဘာကြောင့်စင်ကာပူရဲ့ဥပဒေတွေစင်ကာပူနိုင်ငံမှာဘန်လုံထုံးလုံတွေဆိုလို့ရှိရင်နိုင်ငံသားနဲ့ချင်းရတော့မယ်ဥပဒေတွေပြင်ရတော့မယ်ဟုတ်လား
နောက်ထပ်စီးပွားရေး business environment ပေါ့ဗျာနော်ဒီကဲစီးပွားရေးဆိုင်ရာခေါ်မလို့နေပယ်ဒီအကုန်လုံးကလည်းနိုင်ငံတကာနဲ့လုံးလောက်ရတော့မယ်လုံးလောက်ရဆိုတော့ဒေါအောင်ဆန်းစုကြည်ကဟာအကုန်လုံးကကြည့်တဲ့ခါကျတော့လူတွေကြည့်တော့တောသားတွေအဲ့တော့ရန်ကွာဟသွားတဲ့ခါကျအပြဿနာစဖြစ်တာအဲ့တော့တောသားကလက်နက်ရှိတဲ့ခါကျတော့တာသန်းလက်နက်ရှိတဲ့ခါတာသန်းလာပြီးထားပြီးတင်းလိုက်တဲ့ပုံစံဖြစ်သွားတာနော်အဲ့တော့အဲ့ဒီမှာနိုင်ငံသားအယောက်90ဆိုတာဘာမှမဟုတ်ဘူးနိုင်ငံသားအယောက် အဲ့တော့အရင်တော့တောင်းတော်ကဘာဖြစ်တယ်ညာဖြစ်တယ်သူ့လောက်ကောင်းတာကိုပြောတာမသိအဲ့တော့တောင်းတော်သားရဲ့ရဲမေးတွေမိသားစုတွေပြီးတော့အဲ့လိုတောင်းတော်ဘက်ကဟာကိုတော့သူအများဆုံးပြောတာရှိတယ်ကျွန်တော်တို့ကတောင်းတော်ရဲ့အတွေ့အမိုင်းကြီးဒါတွေကိုကျွန်တော်တို့ကပြောတာမရှိဘူးကျွန်တော်တို့ကတိုင်ဝမ်မှာတောင်းတော်ကနိုင်နေတယ်ဆိုနိုင်တာလေးပဲကျွန်တော်တို့ကပြောတတ်တာအားရပါရပြောတာတောင်းတော်ရှုံးတဲ့နေရာဆိုတော့ကျွန်တော်မပြောဘူးသိတယ်ရှုံးတဲ့နေရာတွေလည်းရှိတာပဲဒါပေမဲ့အဲ့ဒါကိုကျွန်တော်မပြောကျွန်တော်ကနိုင်တဲ့နေရာပဲရှာတာစပြီးတော့ကျွန်တော်ပြောတဲ့ကွာတောင်းတော်ကဘယ်နာမှနိုင်နေတယ်လဲနိုင်တဲ့နေရာကိုရှာတယ်ရှာပြီးပြောတယ်အဲ့နေရာနိုင်တယ်တောင်းတော်သားလေးအားရှိတယ်အားတက်တယ်အားတက်တော့သူတို့ကတိုင်ဝက်ကိုပို့ပြီးတော့မှအားကျိုးမှန်တဲ့ဒီဘက်ကဟာဟိုဥမာဟိုကရှမ်းမြောက်ကရှုံးနေတယ်လို့ပြောလိုက်လို့ရှိရင်ဒီဘက်မှာရှမ်းတောင်ဘက်မှာချနေတဲ့လူတွေကပါစိတ်တက်ကြအောင်ဟိုကရှုံးတယ်ရှမ်းတောင်လည်းရှုံးတယ်ဆိုရခိုင်ဘက်ချနေတဲ့လူကစိတ်တက်ကြအောင်ရခိုင်ဘက်တွေလည်းရှုံးနေတယ်ရှမ်းတောင်လည်းရှုံးတယ်ရှမ်းမြောက်လည်းရှုံးတယ်ဆိုဟိုမှာကချင်ဘက်မှာချနေတဲ့စစ်သားတွေကစိတ်တက်ကြအောင်အောင်တော့တနိုင်ငံလုံးရှုံးနေပြီလားဗလားညာလားဆိုတော့ဒီလိုမျိုးအတွေးတွေဝင်သွားတာပေါ့ဝင်သွားနိုင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုစိုက်ဝါပြန်ပြီးတော့စဉ်းစားရတယ်စဉ်းစားတဲ့အချိန်မှာကျွန်တော်ဘာလို့ကူညီနိုင်မလဲငါတိုင်းပြည်တွေငါတို့ဒါတက်မှမရှိမရဘူးဗျဒါတိုင်းပြည်မှာဒါတော့ဘယ်လိုမှမငင်းနဲ့ငင်းလို့မရအဲ့တော့ငါတို့တက်မှသားတွေတွေငါတို့တိုင်းပြည်တွေငါဘာကူညီနိုင်လဲဘာလုပ်နိုင်မလဲဆိုနိုင်တဲ့နေရာတွေပဲတီးတန်းရှာပြီးအားဖြစ်စေတာအဲ့တော့သူနိုင်တဲ့နေရာပဲနေရာရှိလေဟုတ်ပြီဒီနေရာမှာနိုင်နေတကယ်နိုင်နေတော့ကြည့်အဲ့နေရာမှာတကယ်တက်မှသားတွေအောင်မြင်တယ်တိုက်တယ်ဒါပေမဲ့တနေရာနှစ်နေရာရှုံးနေတာရှိတယ်ဒီနေရာမှာနိုင်နေဟုတ်ပြီဒီနေရာနိုင်တော့ဟာကရင်ပြည်နယ်ကတက်မှသားလေးတယောက်ကကျွန်တော်ကိုပြောတယ်အဲ့တော့ဟာကိုဝိုင်းတို့အဲ့မှာနိုင်တပွဲရတယ်ပြောလေဟာကိုဝိုင်းတို့နိုင်တော့ကျွန်တော်အားရှိရလာပြီအဲ့ကောင်တွေကိုတုံမှာကျွန်တော်ကဒါမျိုးတွေတောင်းတော့အားရှိကိုကတလူလေးပြောလိုက်တော့သူတို့အားရှိတော့ကိုလည်းသဘောကျမိတာပေါ့နော်သဘောကျမိတယ်ဒီအစီအစဉ်လေးလောက်ရတာပိုကောင်းတယ်ပေါ့ငါလည်းတက်နိုင်တယ်ဒါကူညီတဲ့ပုံစံမျိုးပေါ့ကျွန်တော်တို့ကသူများသတင်းပေးတာလည်းမဟုတ်ဘူးဘာမှမလုပ်ဘူးအဲ့တော့ကျွန်တော်ကဘာလုပ်တယ်လဲဆိုတောင်းတော့နိုင်တဲ့နေရာကြီးပဲကျွန်တော်တောက်လျှောက်ရှာပြောတယ်အခုအဲ့နေရာလေးနဲ့ရှာပြောလိုက်တဲ့ခါကျတော့အခုဘာဖြစ်လဲဆိုတော့တောင်းတော့အောင်ဝဲကနေရာတိုင်းလိုဖြစ်သွားရောဟိုမှာရှမ်းမြောက်မှာကြိုင်တာတောင်းတော့ဘလို့ကြိတ်တာဆိုဒီဘက်ကကောင်းတယ်လည်းဘလို့ကြိတ်မယ်ဆိုတာကြီးပဲဖြစ်ကုန်ဟိုမှာချနေတာနိုင်တာအားဆိုငါတို့အားရှိပြီးဒီဘက်ကအားရှိပြီးချကုန်တာဒါကျွန်တော်တို့ကကျွန်တော်တို့နိုင်တဲ့ကျွန်တော်တို့ဝင်တဲ့အားကိုငါတို့ဒီစကန်ထဲမှာစစ်သားအယောက်30ပဲရှိတာဟိုမှာရန်သူတွေက2000 3000လောက်ဝိုင်းလာပြီး100 200ဝိုင်းနေ500ဝိုင်းလာဟာအဲ့ဒီစစ်သားတွေဟာအဲ့ဒါသူပြောတာကြီးကိုလည်းကြီးလိုက်ပြီးဟာရန်သူက200 300ဆိုငါတို့တီရောငါတို့လက်နဲ့ချမှရမှာပေါ့ငါတို့ဟိုနေ့အတန်းပြီးထောင်မရမှာမို့ဆိုတဲ့အတိတွေအတွေးခေါ်တွေရောက်အောင်အဲ့ဒီမှာပါပြောခင်ဗျားတို့အဲ့မှာတိုင်ဝဲဖြစ်နေတာပဲခင်ဗျားတို့တိုင်ဝဲဖြစ်နေတာပဲအဲ့ရဲမေတွေကိုဘာလို့ခေါ်မထုတ်တာလဲဘာလို့ဖြစ်တာလဲခင်ဗျားတို့ကိုသားမရမလို့ကိုသားမကိုနဲ့အမျိုးမတော်လို့ဘာညာဆိုထပြီးပြောတော့မသိသူကလူကောင်းလို့ထားပြောတာအခုမှကျတော့အပေါ်ကနေပြောပဲတက်အတွင်းမှာဒါစီလုံးညီမှုပြတ်ပြအောင်လုပ်ပြအောင်ဒီမှာလက်ရှိနိုင်ငံကောင်းဆောင်တွေကဒါတွေကိုပြစ်ထားပြီးတော့မှမလုတ်ဝမ်းနဲ့ပြစ်ထားတယ်ဆိုတော့ပုံစံမျိုးနဲ့စိတ်ဝမ်းကွဲတော့ဒီလောက်ပါတလို့နဲ့တော်တာနော်စစ်တပ်ထောက်ခံပါတယ်ဆိုတော့ပုံစံနဲ့တော်တာကျွန်တော်တို့ကစစ်တပ်ကိုထောက်ခံတယ်စစ်တပ်ကိုကြစ်တယ်ဆိုတာကဒါဟိုပါဇက်ကပြောနေတာမဟုတ်ဘူးကျွန်တော်တို့ကကူညီတာငါတို့ကတနိုင်တယ်ဘာလုပ်ပေးနိုင်လဲဒါလေးတွေကျွန်တော်တို့ကပြောပြတာသူတက်မောက်ချစ်တယ်တက်မောက်မတက်မောက်လှုပ်လိုက်သူလှုပ်တယ်ရတယ်ဒီကိုတက်တော့ချစ်ပါတယ်ဆိုတော့အားရပါရချစ်ပြနေအားရပါရချစ်ပြဆိုတော့ချစ်ပြကိုကာကွယ်ယူလိုက်တာအဲ့ဒီရဲ့အကာကွယ်ရဲ့ဟာကသူပြောနေတဲ့သတင်းတွေကိုလှမ်းတစ်ဖက်ကိုပို့ဒီမှာငါတို့တက်တော့ကြရောလုပ်ပဲဆိုတော့လူပဲတန်းပဲလူပဲတန်းပဲဟန်ဆောင်ပြီးအကုန်လုံးရှောက်လို့ပြီးမှတောက်လျှောက်သတင်းတွေကိုလှော်ပြတယ်လှော်လိုက်တဲ့ခါကျတော့တန်းတော်သားတွေကဟိုမှာရှုံးသတင်းတွေတအားရှုံးဘာလို့ရှုံးသလဲဆိုတော့ကျွန်တော်ပြောထားအောင်ဒီတက်က73မှာတော့လာနေအထက်မှာအရာရှိရောက်30ဟိုနေစစ်သား30လောက်ပဲရှိရိတ်ကြပြီပေါက်ရတယ်ကျွန်တော်နောက်တက်ပြကတော့အထက်မှာတောက်တော်သားအများကြီးပဲရှိနောက်တဲ့ဒီတဲ့အင်အားကြီးများပို့လိုက်တောက်တော်အောင်ပြီးဒါမျိုးပေါ့ကျွန်တော်တို့ပြောခဲ့ဘူးလေအဲ့မှာတော့ပြောခဲ့ဘူးလေတချို့ပြောလိုက်တာဒီမှာရိတ်ကားပါပြညာမျိုးပေါ့တက်တော်ကလည်းပဲဒါသူတို့ကသူကြီးနေနေသူကသူသွားနေတာစက်တွေနဲ့ပေါက်ပြီးသူကသူချိတ်ဆက်မှုတွေရှိတယ်စက်တော်ကြီးဌာနလေးရှိတယ်သူအစားဆုံးသိပြီးသားမသိကြအကြောင်းမရှိဘူးနော်တချို့ရဲမေးတွေအယောင်ဆောင်ပြီးတော့ကျွန်တော်လာပြောတာအများကြီးပဲရှိတယ်ရဲမေးလို့ဘာလို့စစ်သားမိန်းမလို့ဘာလို့နဲ့ပြောတာအများကြီးစစ်သားမိန်းမတွေနဲ့လည်းစကားပြောဦးတယ်တကယ်စစ်သားမိန်းမအစိမ့်နိုင်ပြောတာအယောင်ဆောင်နဲ့ပြောမဟုတ်ခတ်မကတ်ဟိုအနေထားတွေရှိပြီးသား
အဲ့တော့ကျွန်တော်တို့ကတချို့ကျတော့တမ်းဟောကိုချစ်ပြပြီးတော့မှအထက်ကသတင်းတွေနှိုင်းပြီးတော့ဟိုဟာကြီးလှူတယ်ဒီဟာကြီးပြချစ်ပြပြီးတော့သတင်းတွေနှိုင်းလိုင်းပေါ်မှာတက်အောင်အမှတမ်းတော်သားတွေကသူတို့ကဒီမှာအရောက်ဒီစကမ်းမှာအရောက်28 20 30 ပြီးလို့ရှိရင်ဒီမှာအပေါ်ကလူတွေကဘာမှမလုပ်ဘူးလက်နဲ့လည်းမကြောက်လင်းတော့မကြောက်ပါမြောက်တော့ပြောပြစအမှန်တကယ်မဟုတ်ဒီအထက်မှာအဲ့မှာရှိတဲ့လူစိတ်တက်ကြပြီးတော့မှနောက်ဆုံးနဲ့ကြလဲကြကြောကိုယ့်ထက်အရာရှိကိုမုန်းလာမယ်မကျေနပ်ချက်တွေပေါ်လာမကျေနပ်ချက်ပေါ်လာဒီမှာအချက်ချင်းပြန်ချအောင်လို့ဒီလိုမျိုးတွေလောက်တာကြီးအဲ့ဒါတက်မလို့ဘက်ကိုပူပေါင်းပြီးတော့မှချစ်ချအောင်ဆောင်ပြီးတော့လောက်တာအဲ့ဒါကိုတက်မလို့ဘက်ကရဲမိတွေတချို့တွေကတကယ်ရိုးသားတယ်အဟုတ်မှပြီးတော့မှအဆောင်ရဆောက်ရနေဒီလိုကောင်တွေပေါ့ဗျာတက်မလို့ကိုချစ်အောင်ဆောင်ပြီးတော့ပြောနေတဲ့ကောင်တွေပေါ့အဲ့တော့ဒီကောင်တွေထိလို့ရှင်လည်းအဲ့တက်မလို့သားရဲ့အိမ်တော်မိသားစုတွေအိမ်တော်တဲ့မိသားစုတွေရဲမိတွေပေါ့နာကြသေးတယ်နိုင်လည်းကျွန်တော်မတက်နိုင်ဘူးပြောရမှာပဲကျွန်တော်ကအမှန်တရားဘက်တော်သားဖြစ်နေတယ်နော်ကျွန်တော်ကဒုစရိုက်မှုတွေမကြိုက်ဘူးအမှန်တရားဘက်တော်သားဖြစ်တယ်မှန်မှန်ကန်ကန်ကျွန်တော်ပြည်သူကိုချပြမှာကျွန်တော်တာဝန်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအစီအစဉ်လုပ်တာကိုမှန်မှန်ကန်ကန်ချပြမယ်ချပြတဲ့အခါမှာပြည်သူတွေသူတို့ဆုံးဖြတ်ပါစေကျွန်တော်တို့ကဆုံးဖြတ်ရတာမဟုတ်ကျွန်တော်တို့ဆုံးဖြတ်စေငါတို့ကလှုပ်တယ်လားမလှုပ်တယ်လားအခုတည်းကမောင်ပြောလာဆိုကဲတွက်ကြုံတယ်ပထမတော့သူကစစ်တပ်ကိုအားရပါရထောက်ခံပြီးတော့မှအခုကြတော့မှဗာပဲလက်နက်ကင်နဲ့တာဆန်တွေကစိုးမိုးတယ်ဆိုပြီးထားပြောတယ်ဒါတွေကဒါတက်တည်ဖြစ်ကျွန်တော်ထုတ်ပြတာပေါ့အတူတူနားထောင်မှသူဘာဆက်ပြောလဲသူပြောချင်တာကဒေါ်လာစုကြည်စီမှာအယောက်90ကဒေါ်လာစုကြည်မြန်မာနိုင်ငံပတ်စံပေးရတာမဟုတ်ဘူးတဲ့နော်ဒါနိုင်ငံတကာနေရောမှဒါအဖွဲ့အစည်းတရားနေပြီးစေလွတ်တာလို့သူပြောတာဆက်နာတော့သိမှာဗျအားမဟုတ်ဘူးနိုင်ငံသားအယောက်90ကျော်နဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုက်ပါမယ်နော်ဒေါအောင်ဆန်းစုကြည်အစိုးရသည်အဲ့ဒီနိုင်ငံသားတို့ဘလောက်ကြီးပဲခေါ်သွင်းအဲ့ဒီနိုင်ငံသားတွေကိုပိုက်ဆံတပြားတစ်ချက်ပေးစရာမလိုပါဘူးနော်သူတို့ရဲ့လစာကိုလုံးဝပေးစရာမလိုပါဘူးပတ်စံတပြားမှမပေးဘဲနဲ့အကုန်လုံးခေါ်သွင်းလိုက်လို့ရှိရင်လည်းမင်းစိတ်ပြေသွားမလားဟမ်တပြားမှမယူပတ်စံတပြားမှမယူတော့သန်းစီအတိုင်းပဲဟုတ်ပြီမင်းတို့ကကလေးကြီးမှာတန်း50ကျတန်း50ရှိတယ်တပြားမှမယူငါတို့မြန်မာနိုင်ငံကိုလာလို့မြန်မာနိုင်ငံထဲမှာလာဝင်ဆိုပြီးခေါ်မလားခေါ်ခြင်းလို့လားမင်းလည်းကွာထမင်းစားပါတယ်ကွာမင်းလည်းတော်တော်ပညာတတ်ပါပဲဒါပဲမင်းအစွန်းရောက်ပြီးပြောတာကိုပြောတာငါတို့နိုင်ငံအတွက်ပြောနေတဲ့အတွက်ငါတို့ကတော့တချို့ကတော့အမျိုးသားကြီးတွေငါတို့ပြောတဲ့အမျိုးသားကြီးအဲ့ဒါမျိုးမဟုတ်ဘူးငါတို့ကဟိုလိုကဒိုရေးလိုက်လုပ်တဲ့အမျိုးသားကြီးမဟုတ်ငါတို့တက်နိုင်တာငါတို့ရှင်းပြတာပဲရှိတာအဲ့တော့အဲ့ဒါဘယ်လိုခေါ်လဲတော့လဲငါတို့မပြောတော့ဘူးကွာနော်ဒါပေမဲ့ငါတို့ကတော့ငါကုံကခံစားတာအမှန်တရားဘက်တော့ဒါအမှန်တရားတွေပဲရှင်းပြပေးမယ်ဒါမျိုးပြောတာအဲ့တော့မင်းပြောလို့နိုင်ငံသား90ကိုပတ်စံမပေးရအောင်ခေါ်တယ်မှာ9000လည်းပတ်စံမပေးရအောင်ခေါ်တယ်မှာ9000လည်းမသိအောင်9သိန်းနဲ့9သန်းလည်းသွင်းမှာကွာတန်း90လည်းဗမာပြည်ထဲထည့်ရမှာလားပတ်စံမပေးရအောင်ဆိုပြီးတော့နည်းနည်းပါငါညီထမင်းစားပါကွာနည်းနည်းပါထမင်းစားနည်းနည်းပါနာနာလဲလူဆိုလို့ရှိရင်ပေါ့လူအတိတရားလေးနဲ့လူအတွေးခေါ်နဲ့ပြောပါပြီးတော့ဘေးပြောမြန်မာနိုင်ငံမှာလာပြောရင်ပို့အဆင်ပြေတယ်ဘာလို့ဆိုတော့မင်းကနိုင်ငံသားမှာနေတယ်နိုင်ငံသားတွေမှာနေပြီးတော့မှအဲ့ဓာတွေရွက်ထည့်ပြီးတော့ပောက်ကရတွေရွက်ထိုင်ပြောနေတယ်အဲ့မင်းတို့ထောက်ခံနေဆိုတာလည်းပဲအဲ့နိုင်ငံသားမှာထွားပြီးတော့နေတဲ့လူတွေဒီပြည်တွင်းထဲမှာတော့မင်းတို့မတိတဲ့အထင်ကြီးတဲ့အရင်တော့မတိလို့အထင်ကြီးလို့နားထောင်တာပဲရှိတယ်အခုမင်းပြောစကားတော်တော်ပို့ပြီးတော့တန်းပေါအောင်ပြောတယ်ဒေါ်စန်းစုကြီးကဟို90မခေါ်ပတ်သက်မပေးရလို့ဆိုပြီးတော့အယောက်90မဟုတ်9သန်းလောက်ကိုသိန်း90လောက်ခေါ်တယ်ငါတို့ကမြန်မာနိုင်ငံလက်ခံမှာလားလောက်ကောလောက်တင်သလားကိုယ်နိုင်ငံနဲ့ကိုယ်နိုင်ငံသားတွေဆွဲခေါ်ပြီးတော့သွင်းတယ်ဆိုတာကငါတို့တွေကဒီမှာရခိုင်တော့အောင်မှဒါနိုင်ငံသားတွေလာပြီးတော့မှကြုံပြူတာလို့ဟိုဒါဓားလန်လက်နက်နဲ့ရရလက်နက်ဆွဲကင်ပြီးတော့မှမောက်ထုတ်တာသူတို့ကြကမှဒီနိုင်ငံသားတွေကိုတရားဝင်ခေါ်သွင်းရတယ်ဆိုတော့ပတ်သက်တပြားမှပေးစရာမလိုခေါ်သွင်းရတယ်ဆိုတော့မင်းမစဉ်းစားပါကွာငါလည်းအများကြီးမပြောတော့ပါဘူးအဲ့လောက်ပြောလို့ရှိရင်နားလည်းလောက်ပါတယ်ဦးသိစိတ်လက်ထက်တော့တိုက်တဲ့သူအထဲမှာလည်းငါမပါဘူးဒါပေမဲ့သူတို့မကြိုက်ခဲ့တာတော့အမှန်ဦးသိစိတ်တို့လက်ထက်ကသူတွေငါမကြိုက်ခဲ့တာအမှန်ဘာဖြစ်လို့လဲဆိုဟိုတချို့ဆိုလို့ကျတော့တနိုင်ငံလုံးလှည့်ပြီးပါရိုက်နေတာတို့နောက်တချို့ပြောတာတွေအများကြီးရှိတယ်ကွာသူစစ်သားစကားတွေပုံစံမျိုးတွေပြောကြတာငါ့အဲ့ချိန်ကကြားမှုတယ်အဲ့ဒါသူတို့တရားလို့ဟိုနေ့ဖြစ်လို့အုပ်ချုပ်တာပုံစံမျိုးပေါ့အဲ့ဒါကြောင့်ငါတိတ်စေးသားမြန်နောက်ဒေါ်စန်းစုကြည်လက်ထက်အဲ့ဒီအချိန်မှာဦးသိစိတ်တို့လက်ထက်အချိန်မှာငါတို့ကားလေးဆိုတော်တော်ဈေးတက်တာပါတယ်ငါတို့အရင်နေပြီးမှမြို့တဲကိုသွားလို့ရှိရင်ကားလမ်းတွေကတော်တော်ဆိုးတယ်ပိတ်တယ်တော်တော်ဆိုးပြီးတော်တော်ပိတ်တယ်ဒီတိုင်းပုံမှန်ဟို10မိုင်လောက်ရှိတဲ့ခရီးကိုငါတို့အနည်းဆုံးမသွားဆို9နိုင်လောက်မောင်းရတယ်ငါတို့အိမ်နဲ့အဲ့မြို့တဲလောက်ရှိမဲ့နေရမြို့တဲနဲ့ငါတို့အိမ်ကအဲ့လောက်ရှိတော့9နိုင်လောက်မောင်းရတယ်တကယ်မောင်းရင်နိုင်ဝက်နဲ့ရောက်တဲ့နေရာလမ်းနေရာဆိုးပြတ်တယ်ဦးသိစိတ်လက်ထက်လဲကြားလိုက်ကြဒါတွေအကုန်လမ်းတွေအကုန်လုံးကတရားတွေပါညာပြတ်သွားကောက်သွားပြီပြီးတော့ငနယ်တွေသွားလဲလမ်းတွေကောက်သွားပြီးသွားပြီနောက်ဒေါ်အောင်ဆန်းစုကြည်တို့လက်ထက်လဲကြကြောင်းမပြောဘူးမပြောတယ်ဘာမှကိုမဲရကိုငါမတွေ့တော့တာတိုးတက်မှုအမေပြောတဲ့နိုင်ငံသားအယောက်90လောက်လာပြီးတော့မှအဲ့ကောင်တိုးတက်သွားတာတခုကတော့ပါလဲဆက်အကျူကွေးရှင်းနေပြီလား
set education ဒါလိန်ပညာပေးပေါ့အဲ့တော့ညွန်မှုကမေးလိုက်တယ်ဟိုနဲ့အကိုဒါဘာဖြစ်လို့လိန်ပညာပေးဆိုပြီးတော့ဒါ set education တင်တာလေအကြောင်းနေမှာဒါမတင်နေရောဘူးเนาะအဲ့ခါကျတော့ဒါကားတဲ့ဦးသိစိတ်လက်ထက်ကလှုပ်ထားခဲ့တယ်ဟာဦးသိစိတ်လက်ထက်ကလှုပ်ထားဦးသိစိတ်ပြောမှာဘောလို့သူတို့လက်ထက်ကမလုပ်ဘဲနဲ့ဒါဒေါ်စုလက်ထက်ကမှလှုပ်တာမလို့နေမှာဘောလို့ပြောလိုက်တဲ့အချိန်မှာဦးသိစိတ်ဘက်ကိုလွှဲချပလိုက်တယ်နော်ကဲထားလိုက်တော့အဲ့ site education ဆိုလဲမင်းတို့ပြောလို့ချင်းတော့ဒါသားဆက်ချဘလို့သွားပြီးတော့သားဆက်ချမေးတခြားဘာသာတွေကမေးမိန်းမတစ်ယောက်ကိုခလေး10ယောက်လောက်ငွေပြီးတော့လှုပ်နေတဲ့အချိန်မှာငါတို့မြန်မာတွေကျတော့သားဆက်ချဆိုပြီးတော့မှဟိုလှုပ်ချပြတယ်ပြီးတဲ့အခါကျတော့မင်းမိန်းမဒီကွန်တုံတွေနဲ့လှုပ်ဖို့အတွက်ကိုကြောင်းနေမှာသိအောင်ဝင်ဆိုမင်းတို့ကမလို့စဉ်းစားလေပညာတတ်နေတာပဲဟုတ်တယ်မလားဒီကိုမြန်မာနိုင်ငံမှာဒါနဲ့သိနေရောလားမသိနေရောလားတကယ်လို့ဒါကိုမဖြစ်မနေဟိုဒါပညာပေးရတဲ့ဟာတွေပညာပေးမယ်ဆိုလို့ရှိရင်ဘာလို့မလဲကောင်ဆလင်းဝင်မှဒါအခွင့်ကတင်တဲ့အချိန်မှာတစ်နှစ်ကိုဟိုနှစ်ချိန်ပဲဖြစ်တစ်လားကိုတစ်ချိန်ပဲဖြစ်ဒါဆွေးနွေးကန်းလေးတွေဝင်ပြီးတော့မှဒီပညာလေးတွေပြပေးရမယ်ပြောပြပြီးတာဒီရဲ့စိုးကြိုးကောင်းကြိုးရလိုက်တယ်ဒါပဲရမှာပေါ့မင်းအစာအုပ်ကြီးနဲ့ထွက်လာတာလေဟုတ်လားအဲ့တော့မင်းတို့နိုင်ငံသားအယောက်90လောက်တာ set education တက်လာလို့ပဲမေးလိုက်ကြမှာမင်းတို့တော်တော်ပညာရှိတယ်ဆိုတော့တိုင်းပြည်ကိုဖျက်ဆီးဖို့ကိုဘယ်လိုနည်းနဲ့ကြံစီနေလဲတော့မသိဘူးမင်းကတော့တရှိုးလုပ်ပြီးဝင်လာတော့အခုမှပါငါပြောတာပါအရင်တော့ဆိုမင်းမပြောပါဘူးဘာဖြစ်လို့မင်းတို့လည်းငါလေးစားမိလို့ငါတို့ကဟိုတက်မတော်ထောက်ခံတဲ့သူတွေပြောနေတဲ့သူတွေဆိုတော့လေးစားတယ်တကယ်လေးစားတာဒါပေမဲ့ဒူးစရိုက်လုပ်တဲ့သူဆိုမလေးစားဘူးအခုမှပါမင်းဖိုင်တာငါပထမဆုံးလုပ်တာဘာဖြစ်လို့မင်းကတော်တော်ကြီးကိုဟိုတိုင်းပြည်ကိုဖျက်ဆီးတဲ့တဲမှာပါလာလို့မပါရင်ငါမလုပ်ပါဘူးဆက်နာထောင်တယ်ဒီလူတွေအကုန်လုံးဟာတစ်ဖက်နိုင်ငံကတကယ်ဘယ်လိုဆိုတော့ institution မှာဥပမာဖြစ် IMF တို့လို့ World Bank တို့လို့ AGD တို့လို့ပြီးတော့ရှိ USAID တို့လို့တကယ်ဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့လစာပေးပြီးတော့မြန်မာနိုင်ငံမှာရှိနေတော့ဝန်ကြီးဌာနတွေနဲ့အတူပူးပေါင်းပြီးတော့အကြံပေးပူးပေါင်းဆောင်ရွက်စေတာပါနော်အကြံပေးပူးပေါင်းဆောင်ရွက်စေတာပါအဲ့တော့ခေါ်မလဲဆိုလို့ရှိရင်ခေါ်သွင်းလို့ရှိရင်တယောက်တည်းခေါ်သွင်းတာမဟုတ်ဘူးအုပ်စုလိုက်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိနေတဲ့လုံထုံးလုံတွေဒီ business ဥပဒေတွေအဲ့တော့သူတို့ကဘယ်လိုဖြစ်သွားလဲဆိုတော့နိုင်ငံတကာမှာရှိနေရဒီလိုရှိတယ်ကိုယ်နိုင်ငံကဥပဒေရဒီလိုရှိတယ်နိုင်ငံတကာနဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုလို့ရှိရင်နိုင်ငံတကာမှာအခုစင်ကာပူတို့ဘာလို့ဆိုလို့ရှိရင်ဗျာနိုင်ငံတကာနဲ့စီးပွားရေးတွဲလို့တဲ့ခါကျတော့ဘယ်လိုခေါ်မလဲဆိုဥပဒေတွေပြင်ရတာရှိတယ်နော်မြင့်တင်ရတာရှိတယ်အဆင့်မီနေဒီလိုနိုင်ငံမျိုးတွေကိုအဆင့်မီဖို့ဆိုတာကိုယ်နိုင်ငံအခုချိန်ကြီးတာဇန်ဥပဒေနဲ့တာဇန်စရိုက်တွေပဲရှိတယ်အဲ့တော့ဒီတာဇန်စရိုက်တွေကိုပြင်ဖို့အတွက်ကကိုယ်နိုင်ငံကိုအထိတ်တန်းကိုအရန်မြင့်ဖို့စ조사ခဲ့တာနောက်တစ်ခုကတော့ကျွန်တော်ဝန်ခံမှာတစ်ခုရှိပါတယ်ဒေါ်ဆန်းစုကြည်အနှံ့ရမ်းကျဲသွားဘာကြောင့်လဲကိုယ်နိုင်ငံကလိုက်နိုင်မလိုက်နိုင်မထင်ဘူးမသိဘူးမလိုက်နိုင်တဲ့ခါကျတော့အတားဆန်တွေပြဿနာထားပြီးစန္ဒတွေထားပြပေါ့အဲ့တော့နိုင်ငံသားတွေခေါ်သွင်းတယ်ဆိုတာလည်းခေါ်သွင်းလို့မရဘူးဝန်ကြီးဌာနချင်းချိတ်ဆက်ပြီးတော့ဝန်ကြီးဌာနအဖြစ်အကြံပေးတဲ့ပုံစံမျိုးလုပ်တာပါနော်စီးပွားရေးအဖြစ်အကြံပေးတယ်ဗျာဥပမာပြကိုဖီအာနန်ဟုတ်ဝန်ကြီးဌာနကနေပြီးအကြံပေးတာဒီကောင်လည်းပြောချင်တာကိုပြောနေတော့တာပါဒီကောင်လည်းဒီကောင်အတွေးကောင်လည်းဒီကောင်အတီတရားနဲ့ပြောနေတော့တာပါနိုင်ငံသားတွေကိုပဲပတ်စံပေးစရာမလိုဘူးသူတို့စီကအကြံဉာဏ်တောင်းဖို့ခေါ်တဲ့နဲ့ဆိုမင်းတို့နိုင်ငံသားကောင်တွေကမင်းတို့ဒီဗမာပြည်ရောက်လာပြီးတော့အကြံကောင်းဉာဏ်ကောင်းတွေပေးမှလားနိုင်ငံသားကောင်တွေကဘာမှလက်နဲ့တောင်လာတိုက်ကြမလို့ဟုတ်လားအဲ့ဒီသူတို့လိုချင်တာတွေအကုန်လွတ်ထည့်ပေးလိုက်တာဒီမှာတိုင်းကြီးမှာရှိနေတာတွေကိုအကုန်လုံးဒေါ်စုကနောက်ဆုံးဝိတ်တော်မှာ1.5 သန်းလားဒါအမေရိကန်မှာတော့သွားအပ်လိုက်တယ်ပြီးတော့သူစပြောတော့ဗမာပြည်ကဒါအဆင်းရဲလို့ဟိုဗာလဲကားတော်မှာသူစီးရမှာအားနာတယ်လို့ပြောပြီးတော့အခုကြောက်တော့ဒေါ်လာရင်းနဲ့သွားပြီးအတာတန်းနဲ့ချီနဲ့ဒါလည်းအငင်းပွားဝယ်ရမဟုတ်တဲ့ဟာတော့ပဲပြောတာပါအငင်းပွားဝယ်ရတယ်ဆိုရင်သူပြောကိုပြောမင်းအခုပြောတဲ့နိုင်ငံသားအယောက်90တွေးလိုက်တယ်ပြောနေတယ်ဆိုတဲ့ဖိုင်ရပြောနေတယ်ဆိုတဲ့စကားအငင်းပွားဝယ်ရစကားဖြစ်တာပါမင်းတို့ကပေါက်ခရ40ပြောလို့ဒီဘက်ကနေပြောမှဒါပြန်ပြီးတော့ငါပြောပြပေးတာဖြစ်တယ်ဒါကမင်းတို့အငင်းပွားဝယ်ရစကားမင်းတို့ပြောချင်တာပြောတဲ့စကားဒီနိုင်ငံမှာဒီလူမျိုးရှိတယ်ဒီနိုင်ငံသားကလူကိုပဲခေါ်ပြီးတော့ပဲငါနဲ့အကြံပေးတတ်တောင်းအောင်မယ်နည်းနည်းပါးစေးစားလေးလည်းပြောပါကွာစေးစားလေးလည်းလုပ်ပါနိုင်ငံသားကနေပြီးနိုင်ငံသားတွေမင်းတို့အထေကြီးတော့နိုင်ငံသားဟာပဲမင်းတို့ပါဇက်ထဲမှာထည့်တာပေါ့ကွာနောက်ဗမာပြည်ကတော့ဒါမျိုးလက်မခံဘူးဗမာပြည်ကကိုထီးကိုနန်းကိုသိန်းကကိုဘက်ကိုနေကြတယ်ပြီးသွားလို့ရှိလို့ချင်းဘယ်ပြည်ပမှာအာမကိုပြည်ပအာကိုပစိန်ရိုးအစိုးမြင်ဝါဒီကိုတိုက်ထုတ်ရမယ်ဆိုတာကမြန်မာနိုင်ငံရဲ့စောင်းဖို့ဖြစ်တယ်ကိုမြန်မာနိုင်ငံကကိုအချုပ်ရကိုအာဏာနဲ့ပဲရက်တည်တာနိုင်ငံသားတွေအကူအညီနဲ့ရက်တည်ပြီးနိုင်ငံသားတွေအသက်ရှူအကူအညီနဲ့အသက်ရှူတဲ့နိုင်ငံမဟုတ်ဘူးเนาะအားလေမေးသိဖို့ပြောတာပါမင်းပါပြောလဲဆက်နာတော့ကြုံမယ်ကိုဖီအာနန်ဆိုလို့ရှိရင်လည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကိုဖီအာနန်ခေါ်သွင်းလိုက်ခြင်းအပြင်ဒီအမှုကနိုင်ငံတကာကိုပြရတာပေါ့ဥပမာဖြစ်နိုင်ငံသားအကြံပေးတွေပညာရှင်တွေခေါ်သွင်းတဲ့ခါကျနိုင်ငံတကာကြည့်ဟာဒီနိုင်ငံမှာပွင့်လင်းမြင်သာမှုကိုဒီအစိုးရဟာ
နိုင်ငံတကာသိအောင်ဆောင်ရွက်နေတယ်ဒီလူတွေကလည်းအထင်ကြီးပုဂ္ဂိုလ်တွေဟဲ့လားနိုင်ငံတကာယုံကြည်ပြီးသားသူတွေဖြစ်တဲ့ကြောင့်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုမြန်မာနိုင်ငံထဲကိုဝင်အောင်လို့ကိုအောင်ဆန်းစုကြည်အစိုးရစူးစမ်းခဲ့ရတာဖြစ်တယ် နင်းနဲ့ဟာသာအရင်ပြောတတ်တယ်နော်ဒေါန်ဆန်းစုကြည်တက်လာလို့မင်းပြောသလိုသာကွာအဲ့နိုင်ငံသားတွေကဆိုနေပြီအမေရိကန်ထုတ်ထားတဲ့ဆန်းရှင်းတွေအကုန်ပြုတ်သွားမှာပေါ့ဟမ်အများကြီးမပြောတော့ပါဘူးနော်ဒီလောက်ပဲပြောတော့အဲ့ဆိုနိုင်ငံသားအစ်စုမတွေအကုန်ဝင်လာမှာပေါ့အဲ့တော့မြန်မာနိုင်ငံလူတွေကပထမမျောလင့်နေဩဒေါန်ဆန်းစုကြည်များအာဏာရအောင်လို့ဆင်လို့ရှင်ငါတို့မြန်မာနိုင်ငံကြီးကိုနိုင်ငံသားနေပြီးတော့မှတောက်လျှောက်ရင်းနှီးမြှုပ်နှံမှုတွေအများကြီးလာမယ်ကုမ္ပဏီတွေအများကြီးလာမယ်ငါတို့နိုင်ငံမှာပဲအလုပ်လုပ်ပြီးတော့မှငါတို့စာဝတ်နေရေးဘဝနေတဲ့ဖြတ်တန်းမှုဖြည့်ရှင်းလို့ရမယ်လို့ပြည်သူအများစုကယုံကြည်ခဲ့တာမင်းတို့ခောက်ရတခြားရှာရတခြားဖြစ်သွားတယ်အခုနော်ခောက်ရတခြားရှာရတခြားဖြစ်သွားတယ်အဂရိတရားတွေများတယ်လုံရည်ကိုင်ရည်ညံ့ပြင်းတယ်နိုင်ငံသားကိုအားကိုးတယ်အဲ့ဒီအတွက်သူကသူ့အားကိုးသူနဲ့သူပဲအကျိုးပေးသွားတာမြန်မာပြည်ကဗုဒ္ဓဘာသာအတိုင်းဖြစ်တယ်ဘယ်သူမှလည်းအာမကုန်ပြည်ပအားကိုးပစိန်ယိုးအခုရွေးထက်တယ်မြောက်တဲ့ရွေးကောက်ပွဲဆိုတော့လေပြည်ပကိုမရှိနေတဲ့ခေါင်းဆောင်တင်မို့တော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်တော့မို့မင်းတို့ပြည်ပထောက်ခံခံမခံခံစိတ်ကုန်ဝင်တော့ကိုယ်တိုင်းပြည်ကိုယ်အိမ်မှာကိုယ့်ဘက်ကိုကိုယ်တိုင်းပြည်ကိုယ်နိုင်ငံကိုယ့်အိမ်မှာကိုယ်လှုပ်ချင်တာလုပ်မှာပေါ့ဟုတ်တယ်မကိုယ်တင်ကျင်တဲ့ခေါင်းဆောင်ကိုတင်မှာပေါ့ဒါကိုပဲနိုင်ငံခြားကခွင့်ပြုမှာပဲလုပ်ရမယ့်ပုံစံမျိုးတွေမင်းတို့ကအကြံဉာဏ်တွေပေးတဲ့သူတွေကလည်းနိုင်ငံခြားသားတွေခေါ်ပြီးနိုင်ငံခြားခွင့်ပြုမှာပဲကိုယ်နိုင်ငံအသက်ရှင်တော့မလို့ပါလို့နဲ့နည်းနည်းပါးပါးထမင်းပြောင်းစားလို့ပြောရင်လိုတာပြစ်ပကြပါသေးဗျာ